လာပါရှင်ဒီနေ့မှာတော့ချိုးချင်အောင်မင်္ဂလာဆောင်တွဲလေးကိုရွေးချယ်သွားတယ် AC ရဲ့သတို့သမီးသတို့သားအဖေအမေရန်ပန်းကျဲပန်းကိုင်မင်္ဂလာတပွဲလုံးစာလေးနဲ့မိတ်ဆက်ပြတာပေးပါရစေရှင်ဒါလေးကအရှိကတစ်လက်မအနောက်ကနှစ်လက်မပါရှင်စိတ်နှမ်းတော့ရာစမတ်ကွက်ကလေးပါရှင်ဒါလေးကတော့သတို့သားအကိုအတွက်ပါရှင်တရေစိမ့်ကနေကလစ်ပိတ်အထူတီဆိုလို့ရှိရင်တလက်မဒုအထူရှိပါတယ်တစ်စိတ်ကလေးက AC တစ်စိတ်ပါတရေစိမ့်ကလစ်နှစ်ထပ်ပိတ်ကလေးပါရှင်ဒါလေးကတော့ပန်းကျဲမဲညီမလေးအတွက်ပါရှင်သူကပုံမှန်အပါလေးမဟုတ်ဘဲနဲ့1စင်တီမီတာအထူလေးကိုထူးထူးထဲထဲလေးချုပ်လုပ်ပေးထားပါတယ်ရှင်ဒါလေးကသတို့သားအရန်မောင်လေးအတွက်ပါရှင်သူကတရေစိမ့်ကလစ်နှစ်ထပ်ပိတ်ကလေးပါရိုးရိုးစလစ်ပါအပါလေးကမန္တလေးခနဲ့စင်ဆောက်အောင်ဆိုင်ကလေးဖြစ်ပါတယ်ရှင်ဒါလေးကတော့မင်္ဂလာအောင်စပယ်ကုန်းချင်းမြင့်ပေးမယ်ညီမလေးအတွက်ပါရှင်သူကမင်္ဂလာအောင်စပယ်ကုန်းဘန်းကင်နေညီမလေးပေါ့နော်ဝေရောင်စိန်နှန်းလေးတွေနဲ့အလှဆင်ပေးထားပါတယ်ရှင်ဒါလေးကအရန်မောင်လေးတွေအတွက်ပါရှင်မင်္ဂလာပွဲအရှိဆုံးမှာပန်းကျဲမဲ့သမီးလေးအတွက်လည်း AC မှာကလေးစီးရအစားရရှိနိုင်ပါတယ်ရှင်ဒီလိုမျိုးမင်္ဂလာတပွဲလုံးစာလေးကိုကလေးလေးမှအစားနှစ်ဖက်မိဘပူပူပွားဖေးဖေးမေမေအစုံ AC ဖက်နှက်ဆိုင်မှာရချင်းစောင့်စရာမလိုပဲတနေ့ရတယ်ရရှိနိုင်ပါတယ်ရှင် AC ဖက်နှက်ဆိုင်ရဲ့လိပ်စာလေးကတော့ AC ဖက်နှက်ဆိုင်အမှတ်Dအရှိအေယုံဗိုလ်ချုပ်နန်းစီစကော့စီရန်ကုန်မြို့ပါရှင်ဗိုလ်ချုပ်နန်းစီကားထောက်ပေါက်ကနေဝင်လာပေးလို့ရပါတယ်ရှင်တစင်ပြန်လဲရောင်းချလို့သူဖောက်တဲ့များအတွက်လည်းလက်ကားစီဖောက်တဲ့စီတီးတန့်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လဲ送ပေးမယ်နော်ဖုန်းဆက်ပြီး order တင်ချင်3992382918နဲ့3999426269ကိုဟယ်လိုလုပ်ပေးပါနောက်ဗီဒီယိုလေးတွေမှာပြန်လဲ送ပေးမယ်နော်တက်တာပါရှင်